ဒီနေ့မှာတော့ဒါတို့ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကိုအလဲတောင်းမှာပဲဖြစ်ပါတယ်ဒါကတော့ရွှေဘုံသာလမ်းကနေစထွက်လာတာဖြစ်ပါတယ်ဒါရွှေဘုံသာလမ်းမှာရှိနေတဲ့အလဲပြောက်ကနေစထွက်လာတာဒါတော့ဒီမှာလေးစစ်ချင်းလေးနားထောင်ပြီးတိရစ္ဆာန်ဥယျာဉ်ကိုရောက်လာပါပြီတိရစ္ဆာန်ဥယျာဉ်မှာကားထားမဲ့နေရာနေပြီးတော့သွားရပါတယ်ကားထားကတော့ဝင်ကြီး2000ဖြစ်ပါတယ်အမလာကနေပြီးတော့သွားပါပြီလူကြီးကိုတယောက်ကို2500နဲ့ဝင်ကြီးဝင်ခဲ့ပါတယ်ဒါလေးတွေကတော့ပထမအဆုံးမြောက်လေးတွေထားတဲ့နေရာဖြစ်ပါတယ်မြောက်လေးတွေကတော့ဒါမမှန်မှန်နေတာပေါ့နော်စာတောင်းနေတာဒါတရားတို့ပါလာတဲ့မုံလေးတွေသူတို့ကျွေးနေတာပါအောက်မှာတော့ငါးလေးတွေအများကြီးရှိပါတယ်ငါးလေးတွေကတော့တော်တော်ကိုများပါတယ်ရွှေငါးလေးတွေလည်းရှိပါတယ်ငါးစာလေးတွေမြောက်စာလေးတွေကကျွေးလို့ရှိရင်ကိုယ့်အတွက်ကျန်းမာရေးကောင်းတယ်လို့သိရပါတယ်ဒါမြောက်လေးတွေကိုချစ်လို့ရိုက်လာတာပါမြောက်ကလေးပုတ်စာလေးတွေလည်းရှိရနော်ဒါနောက်မှကြီးလည်းရှိတယ်ဒါမြောက်နေရလေးပေါ့နော်ဒါကတော့သွားတဲ့လမ်းတစ်လျှောက်ပဲဖြစ်ပါတယ်ရာသီဥတုကအရင်ပဲစားရပါတယ်ဒီလည်းမပူလည်းမရွာပေါ့နော်ဒါပထမဦးဆုံးဒါမြောက်ပြီးွားလို့ရှိရင်ဒါကြားအိမ်ပေါ့နော်ဒါကြားရုံသွားပြီးတော့ကြည့်မှာဖြစ်ပါတယ်ဒါသူ့ရဲ့ကြားဝင်ခြင်းပေါ့နော်ဒါကြားအိမ်မှာပထမတော့ကြားပဲနေရာထားမယ်တရားတို့မသိပါဘူးရှစ်ပတ်ရှာလည်းကြည့်နေတဲ့အခါမှာကြားထားတဲ့နေရာတွေကိုတရားတို့သိသွားပါတယ်ဒါကတော့ရှိမှကြားရုံလေးပါကြားထားတဲ့နေရာရောက်ပါပြီကြားရတော့မန်လေးပြီးနေပါတယ်ဒေါသကြီးထွက်နေရပေါ့နော်သူ့ကိုကြည့်ရသူတွေရှိနေတော့လေပြေးပေါင်များလို့ကြားကြီးကိုကြည့်တဲ့နဲ့အရန်ကိုမှတက်သိခါပါတယ်စောက်ဆိုင်ရကောင်းပါတယ်ကြားကြီးကဒီတိရစ္ဆာန်ဥယျာဉ်ပေါ့နော်စနေတနေ့ကိုတွေသွားတယ်ဆိုလို့ရှိရင်ခပီပွဲတွေရှိတယ်လို့သိရပါတယ်တရားတို့ကတော့ဒါကြားရက်သွားတာဖြစ်တဲ့အတွက်ခပီပွဲတွေတော့မတွေ့ခဲ့ရပါဘူးလူလည်းရှင်းပါတယ်အေးစစ်တောက်နေခြင်းနဲ့ဆိုလို့ရှိရင်တော့သွားလို့သင်ပေးပါတယ်ဒါကြားကြီးပါကြားကတော့တရားတို့နှစ်ကောင်တွေ့ခဲ့ပါတယ်ရောက်ပါပေါ်တော့ပိုင်းမယ်ရိုက်ပါဆောက်တိုင်းလမ်းနဲ့ဒါမြင်ရတဲ့ဟုတ်ပါရိုက်လို့ရှိရင်လမ်းလျှောက်တော့ပိကပ်ကရှေ့မှာမီနီဥဝေးလေးငားလို့လည်းရတယ်စပိန်လေးတွေငားလို့လည်းရတယ်သူကပထဝီဆိုင်ကယ်လေးတွေငားလို့လည်းရတယ်လို့သိရပါတယ်ဒါတို့ကတော့ဒါစီးမမိုစီကိုဒီကြသွားမှာဖြစ်တဲ့လမ်းလျှောက်ပဲသွားခဲ့ပါတယ်ဒါသူငားလို့ရတဲ့နေရာလေးတွေပေါ့နော်ကိုယ်တိုင်မောင်းလို့ရတယ်လို့တော့ပြောပါတယ်အားလေးနောက်ကျရင်ကိုင်းပြီးခဏကမိသားစုတွေကြော်ညာတဲ့သဘောမျိုးလေးနဲ့ဟောလေးတွေသွားတယ်ရက်နေဒီဟွာလေးတွေဒီဟာလေးတွေငားတဲ့နှုံးလေးတွေတော့တရားမမေးခဲ့မိပါဘူးရှင်ချင်းသွားမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့နောင်းမယ်ထင်တယ်သူကဘာလို့လဲဆိုတော့အကျယ်ကြီးလို့ပြောတယ်တရားတို့ဒီတစ်ခေါက်သွားခဲ့တဲ့နေရာတွေကတော့အစုံတော့မဟုတ်ဘူးဒါပေမဲ့တရားတို့သွားခြင်းတဲ့နေရာလေးတွေတော့ရောက်ခဲ့ပါတယ်ဒီနေရာလေးကတပုံရိုင်းလို့တော့လှမယ်ထင်တယ်သူပန်းလေးနဲ့လုပ်ပေးထားတာဒါပေမဲ့တရားတို့မရိုက်ခဲ့ပါဘူးဒါကတော့တရားတို့ကြားလန်းနေပြန်ပေါ့နော်ဒါပဲနေဟိုဘာတွေရှိနေလဲဆိုတာပတ်ကြည့်တာပါမိုင်းရောက်တာသူကြားကိုနှုတ်ဆက်ခဲ့တာဖြစ်ပါတယ်ဒါကတော့အောင်လောင်ငှက်လို့သိရပါတယ်သွားရင်လမ်းနဲ့ဒါလေးတွေကကျတော့ပန်နာလေးထားတဲ့နေရာဖြစ်ပါတယ်ဒါပန်နာလေးတွေပေါ့နော်ပန်နာလေးရဲ့နာမည်ကအထီးလေးကမောင်မောင်အမလေးကမီမီလို့သိခဲ့ရပါတယ်မောင်မောင်မီမီပန်နာလေးတွေပေါ့နော်ပန်နာလေးတွေကအရန်ပြင်းနေတင်တယ်အများနဲ့ပဲသူကအိတ်နေတယ်လို့တော့ပြောပါတယ်ပန်နာလေးတွေထားတဲ့နေရာပါပန်နာလေးတွေထားတဲ့နေရာနေသွားမယ်ဆိုလို့ရှိရင်စီးမမိုရှိတဲ့နေရာရောက်ပါတယ်စီးမမိုကတော့ခုမြင်နေရစီးမမိုဖြစ်ပါတယ်ဒါတို့ကတော့ပထမဦးဆုံးစီးမမိုမဟုတ်ဘူးစီးမမိုရဲ့တခြားဆင်လေးတွေထားတဲ့နေရာသွားနေတာပါဒါကတော့စီးမမိုဖြစ်ပါတယ်အသက်82နှစ်ရှိပြီလို့ပြောပါတယ်ဒါကတော့စင်၄ကောင်ရှိပါတယ်စင်မာကြီးရယ်စစ်ပေါက်စာလေးရယ်ကျန်တဲ့စင်အရွယ်လေးတွေရယ်ပေါ့နော်နှစ်ကောင်နဲ့၄ကောင်ရှိပါတယ်ဒီအပေါ်တက်မှာကတော့ဒါတော့စင်စားသွားကြွတာဖြစ်ပါတယ်ဒါရစင်ကြီးနဲ့ဒါစင်ပေါက်ကလေးပေါ့နော်ဒါတို့သားမိနေအောင်လားမသိဘူးတို့တောင်ငူဘက်ကယူလာတယ်လို့တော့ဒါတို့သိရပါတယ်မိကြီးတော့လေသူတို့ကိုကြိုးချီမထားဘူးလို့တော့ထင်တယ်သူတို့လွတ်လွတ်လပ်လပ်ပဲထားထားရလို့တော့ထင်တယ်ဒီဘက်ကစင်ကြီးနှစ်ကောင်ကတော့အရန်စားပုတ်ပါတယ်အရန်ကိုမှသူတို့စားပါတယ်သူတို့လူကိုလည်းတောင်းတတ်ပါတယ်ဒါတို့ကတော့မပြောသေးရဲ့ဖရဲသေးရဲ့သူတို့ကိုကြွေးခဲ့ပါတယ်စီးမမိုကကျတော့တက်82နှစ်ရှိပြီဖြစ်တဲ့အတွက်ကြံ့ကိုတော့သူတို့စားလို့မရပါဘူးသူကကျတော့ဒီနောက်လားသူတို့မျက်နှာမူးတယ်ဖရဲသေးစားတယ်လို့ပဲသိရပါတယ်စီးမမိုကမမိုရေးဆိုလို့ရှိရင်လည်းထူးပါတယ်ကားလည်းကားပြပါတယ်ဒါတို့သူ့အစာကျွေးနေရပါဖရဲသေးလေးကျွေးခဲ့ပါတယ်ကြောက်ကြောက်နဲ့ကျွေးခဲ့ရတာပါ
ချစ်ဖို့လည်းကောင်းပါတယ်ဇင်ကြီးတွေကတောင်းနေရအရင်ပဲသူတို့တောင်းနေရသူတို့ဘာပဲပြောတိရစ္ဆာန်ဥယျာဉ်ရောက်ပြီဆိုလို့ရှိရင်တော့တိရစ္ဆာန်လေးတွေကိုအစာကျွေးခဲ့ဖို့ပြောချင်ပါတယ်ဒါကတော့ရေမြင်းပါရေမြင်းရဘာစားလဲဆိုတော့မာကြီးကမင်းနေလို့ရေမြင်းကကစုံရွက်စားပါတယ်သူ့ပါဇက်ကြီးအချီးကြီးပဲပေါ့နော်ရေမြင်းကလည်းခုမှပဲပထမဆုံးမြင်ဘူးလားဆိုတော့နည်းနည်းလေးတော့ကြောက်ပါတယ်ရေမြင်းကတရားတို့စုပေါင်း3កောင်တွေးခဲ့ပါတယ်စီးမမို့တော့တရားတို့မရိုက်ပြခဲ့လိုက်ရပါဘူးဒါရေမြင်းကြီးပါဒါကတော့တွေးရတဲ့ရေကန်ပေါ့နော်ရေကန်ထဲမှာတော့သူနှစ်ပေါင်းစုံနားနေတာပေါ့နော်ဒါရေကန်လေးအရင်သာရပါတယ်ရေကန်လေးရိုက်နေတော့မှမိုးလေးတွေရွာလာဖြစ်တဲ့အတွက်တရားတို့အမြင်ပြန်ခဲ့ပါတယ်ဒါကတော့ကြံကြီးပါရေမြင်းကြီးပါ sorry ရေမြင်းကြီးပါရှင်ဒီနေ့တရိษံဥယျာဉ်ကိုသွားတဲ့အခါမှာအရန်ပဲကျင်နေမိပါတယ်ဒါတရိษံဥယျာဉ်ကပေါ့နော်သူပို့ပြီးတော့ချိန်များပေးနိုင်လေပို့ပြီးတော့ကောင်းတယ်ပေါ့နော်တမင်နေတွေရှိတဲ့ဘက်ကိုတော့ဒါတို့မြောက်ခဲ့ပါဘူးတခြားပေါ့နော်တမင်နေတွေမွေးတွေချောင်းတွေရှိတယ်လို့ပြောပါတယ်အဲ့ဒီဘက်တွေတော့ဒါတို့မြောက်ခဲ့ပါဘူးဒါတို့ကအဓိကစီးမမိုစီသွားတာဖြစ်တဲ့အတွက်မမိုရှိရဲ့လမ်းတစ်ချောင်းကိုပဲဒါတို့ကြည့်သွားတာပါနောက်တစ်ခေါက်သွားမယ်ဆိုလို့ရှိရင်ဒါအစုံလိုက်ပြပေးပါမယ်တမင်နေတွေတော့ဒါတို့အပြင်ဘက်ကနေပဲမြင်ခဲ့ပါတယ်ဒါကတော့9စာကျွေးနေရပါမိကားတက်ထားလေးပါရိုက်ပေးဦးမတိရစ္ဆာန်ဥယျာဉ်ကိုဆက်ပြောင်းလက်ပြောင်းနေပေါ့နော်စနေတနင်္ဂနွေရုံးပိတ်ရက်မှာသွားမယ်ဆိုလို့ရှိရင်တော့လူစီတယ်လို့ပြောပါတယ်ဟိုပါသူကိုထမင်းကြိုက်လေးနဲ့မုံလေးတွေနဲ့အဲ့လိုမျိုးပျော်ပဲစားထွက်သလိုမျိုးလေးသွားမယ်ဆိုလို့ရှိရင်တော့အရန်ဟိုမှာပျော်ဖို့ကောင်းမယ်လို့ထင်ပါတယ်နောက်တစ်ခေါက်လည်းဒါသွားပါအောင်မယ်ဒီတစ်ခေါက်ကတော့မစုံခဲ့ပါဘူးဒါကတော့ဒါသူဓပုံရိုက်လို့ရတဲ့နေရာလေးတွေပေါ့နော်ပန်းပင်လေးတွေရှိတဲ့နေရာလေးတွေမှာတော့အမှတ်တရဓပုံလေးတွေရိုက်ခဲ့ပါတယ်ဒါလေးကဆက်လျှောက်သွားဒီနေလဲနည်းနည်းပူတယ်ပေါ့နော်ဆွမ်းတော့မိုးပြီးရွာမလို့ဖြစ်ပြီးတော့ခုနေနည်းနည်းပြန်ထွက်လာတယ်နေထွက်လာတော့နည်းနည်းလေးတော့ပူတယ်ဒါတို့သွားတဲ့အချိန်ကလည်း1နာရီကျော်2နာရီဆိုတော့နည်းနည်းလေးတစ်ခက်လေးတွေကိုင်လိုက်အောင်ပေါ့နော်ဒါတရိษံဥယျာဉ်ဒါတို့ထွက်ပါပြီဒါကျက်တူရီပန်းလို့ပြောလို့ပေါ့နော်ဒါသွားကြည့်တာပါမမြင်ဘူးဒါကျက်တူရီပန်းလေးတော်တော်တော့လှပါတယ်အဲ့နာမှာလည်းဓပုံရိုက်လို့ရှိရင်လှပါတယ်အဲ့မှာလည်းငါးလေးတွေရှိရပေါ့နော်သူတို့ရေကန်လေးလောက်ထားတာငါးကန်လေးရှိပါတယ်ဒါကတော့သူတို့မှဖြတ်တဲ့မုံစည်းရမ်းပါဒါပြောင်းဖူးနဲ့ရေပဲပြုတ်ကိုမာရေးဝယ်နေလို့ဆက်စုကြည့်ရပါဒီပါရီဝယ်နေလဲလို့ပေါ့နော်ဒါကတော့တို့ဒါအိမ်ပြန်ပါပြီဒါအိမ်ပြန်လည်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့သွားတဲ့ဘလော်လေးကတော့ရန်ကုန်ပြည်ဆန်ကိုသွားတဲ့ဘလော်လေးပဲဖြစ်ပါတယ်အမားပါတာရှိလို့ရှိရင်လည်းခွတ်လို့ပါ